ပြည်သူများလုံးပဲမင်္ဂလာပါအောင်ခေတ် channel ကနေပြီးတော့ပြည်သက်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေဒီကနေ့မှာကျွန်တော်တို့ရဲ့ channel လေးကနေတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူအကားစော်ရေးသားထားတဲ့စုံဒီဥပဒါနဲ့ခွေးနဲ့ဆုံဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်တင်ဆက်မှုလေးကိုမစားခင်မှာပြည်သက်တွေကကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးတော့တင်သမျှတွေကိုသိနိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ထားပေးကြပါဦးမြဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျွန်တော်ကိုခန့်ပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ဗျဒီလိုဗျကျုပ်တို့ရွာမှာအရန်အစွမ်းထက်တဲ့စုံဒီတယောက်ရှိခဲ့တယ်ကျုပ်တို့ကတော့သိမမိလိုက်ဘူးကျုပ်တို့ဖိုးရီဖီရီကတော့တော်တော်လေးမိလိုက်တာပေါ့သူ့နာမည်ကဦးသာဆန်လို့ခေါ်တယ်ဒါပေမဲ့ရွာလူတွေကတော့ဦးဘသာလို့ပဲခေါ်တယ်လူကွယ်ရမှာဆိုရင်တော့စုံဒီကြီးဦးဘသာလို့ခေါ်ကြတာပေါ့ဗျသူ့ပုံစံကတော့လူဝခတ်ပုခတ်ဝဝဖိုင်ဖိုင်ဗျနှကမ်းမွေးမုတ်စိမ်မွေးကျိုးတို့ကျဲတဲ့နဲ့ခေါင်းကလည်းထိတ်ကြီးပြောင်နေရဗျမျက်နှာမှာလည်းကြောက်ပေါက်မာရီနဲ့ဆိုတော့ကြီးလိုက်ရင်ကိုကြောက်စရာကြီးပေါ့ဒါပေမဲ့သူကအမြင်သာကြောက်ဖို့ကောင်းတာအင်မတန်ခင်ဖို့ကောင်းတဲ့လူကြီးဗျအမြဲတမ်းကိုကြီးမြုံနေပြီးတော့ကပ်ပြုံကြီးနေတတ်တယ်ဗျအဝေးစားဆိုရင်လည်းအင်ကြီးစုပ်ကြီးဖြစ်ဖြစ်စွတ်တဲ့လက်ပြက်ကြီးဖြစ်ဖြစ်ဝစ်ထားတတ်ပြီးတော့အောက်ကလည်းပစိုးတူတူနဲ့တာယာဖနက်ကြီးဝစ်ထားတတ်တယ်သူ့ကိုဆုံးဆိုတော့ရွာလူတိုင်းကသိကြတာမဟုတ်ဘူးကျုပ်ဖိုးကအရင်ကတကြီးဖြစ်ခဲ့လို့သာသူ့အကြောင်းတွေကိုသိနေရပြုသူကအဆုံးဆိုပေမဲ့လည်းတခြားဆုံးနေလို့ပြူစားတာတွေဘာတွေမလုပ်ဘူးဗျာရိုးသားလေလောက်တဲ့ဝါမွေးနေဒီလောက်ပဲလောက်ကန်စားတောင်းနေတာကျုပ်တို့အဖိုးပြောဘူးတာကဆုံးနေရလက်ကြောမတင်းတဲ့လူတွေတဲ့ကိုလုံးစာနေကိုလှုပ်ပြီးဟင်းကောင်းမစားနိုင်လို့ဟိုလူကိုဖမ်းစားလိုက်ဒီလူကိုပြူစားလိုက်လှုပ်ပြီးတော့အမေသားဟင်းတို့ကျသားဟင်းတို့တောင်းပြီးခေါ်စာပြခိုင်းပြီးစားတော့ကြတာလေဥပမာတော့ဒီလိုမဟုတ်ဘူးဗျာကျုပ်တို့ငယ်ငယ်တုန်းကလည်းသူ့ကိုစုံမလုံးဝမသိဘူးနောက်တော့မှအဖိုးတို့ပြပြလာရင်ကျုပ်တို့ကိုယ်တိုင်ကြုံခဲ့ရရဲ့ကြောင့်စုံမသိလိုက်တာတကားတော့အဖိုးကမေးဘူးတယ်လေအဲ့ဒီတော့ကဂျပန်ခေတ်နောက်ပိုင်းပေါ့ကျုပ်တို့ဘေးကလည်းတကြီးသူတွေတော့သူ့သားကိုရေးပိုင်နေကတကြီးခန့်လိုက်တော့ကျုပ်အဖိုးကတကြီးဖြစ်သွားတာပေါ့အဲ့ဒီတော့ကသူ့အသက်က20ကျော်လေးပဲရှိသေးတယ်ဒါပေမဲ့ရွာသားတွေကအဖိုးလေးစားကြပါရင်ကိုတူကိုသားလို့ချစ်ခင်ကြပါရင်အဖိုးကလည်းတကြီးဆိုပြီးဩစာမပြင်းခဲ့ပါဘူးကျုပ်တို့ကတကြီးမျိုးရိုးမြကြောနေတော့မတင်ပါနဲ့ကျုပ်အဖေကလည်းအင်္ဂလိပ်ခေတ်ကတည်းကတကြီးနောက်တော့ကျုပ်ဖိုးတကြီးဖြစ်တယ်ကျုပ်အဖေလည်းတကြီးဖြစ်ခဲ့တယ်ကျုပ်လည်းကြတော့တကြီးမဖြစ်ခဲ့ပါဘူးဗျတနေ့တော့တကြီးပေါက်စားအဖိုးကဥပဒါမေးကြည့်တယ်ဥပဒါခမရဆုံးလို့ရွာလူတွေပြောနေကြတယ်ကျုပ်ကတော့သူများပြောစကားမကြားချင်ဘူးခမရပါဇက်ကပြောတာပဲယုံချင်တယ်အဲဒီလိုဆိုတော့ဥပဒါကြီးကခေါင်းကြီးပြီးသူကစုံတယောက်ပါလို့ဝေခံတဲ့ဗျဒါနဲ့ဖိုးကနေအဲ့ဒါဆိုရင်လေခမရဂတိတစ်ခုပေးကျုပ်တို့ရွာလူတွေကိုခမရပညာနဲ့မကောင်းတာတွေမလုပ်ရဘူးမဖမ်းစားရဘူးအဖိုးကအဲ့ဒီလိုဂတိပေးခိုင်းတယ်ဥပဒါကဂတိတော့မပေးဘူးဗျာဒါပေမဲ့သူကအကျိုးရုပ်အောင်တော့သူမလုပ်ပါဘူးလို့ပြန်ဂတိပေးတယ်ပြောတာပဲကျုပ်တို့ရွာကဇီးကုန်းလို့ခေါ်တယ်ဗျကျုပ်တို့နာမှာပေတော်ရွာရဲ့တမ်းမင်းရွာရဲ့ဆိုပြီးရွာ3ရွာကပိုခလောက်ဆိုင်ပုံနဲ့တည်ရှိနေတာအဲ့ဒီရွာ3ရွာရဲ့လယ်မှာပကံခေတ်ကတဲ့ကတည်ထားတဲ့ပထိုးတစ်ခုရှိတယ်ဗျတရွာနဲ့တရွာကို8မိုင်စီဝေးရှိလူကြီးတွေရွာတည်ခဲ့တာကလည်းအံ့ဩစရာကြီးဗျဖုန်ခလောက်ဆိုင်ကိုတရွာနဲ့တရွာ8မိုင်ကွက်တီပဲထားပါတော့အဲ့ဒီဥပဒါကြီးကြောင့်ဆက်ပြောရအောင်ဥပဒါကြီးကသဘောကောင်းနေဆိုပေမဲ့သူကအလွန်အဆအနောက်တန်းနေဗျရွာလူတွေဆိုရင်လေသူကပြူစားတာတော့မလုပ်ပေမဲ့မထင်တယ်လို့စနောက်တတ်တာဒါကြောင့်လဲကျုပ်ဖို့တကြီးကခဏတတိပေးရတာပေါ့ဒီတစ်ခါပြမှာကတော့ခုနကဖမ်းစားတဲ့ဇလန်းပဲဗျအဲ့ဒီဖြစ်တော့ကျုပ်တို့ခန့်ငယ်ရပေါ့တရက်တော့ကျုပ်ရဲ့ဖိုးတရုပ်ဆိုတဲ့ကျုပ်တငယ်ချင်းရဲ့နောက်ပြီးတခြားတငယ်ချင်းတွေလည်းပါတယ်ဘုန်းကြီးကျောင်းဝိုင်းနောက်ဘက်မှာဂုံချင်းထိုးခင်းကစားကြတာပေါ့ဂုံချင်းဆိုတာကတော့ဂုံချင်းရဲ့အစီဗျခက်ပြားချောလေးဖြစ်နေတာအဲ့ဒါနဲ့ပြစ်ပြီးကစားရတာပါကျုပ်တို့ကတော့ဂုံချင်းထိုးလို့ခေါ်ကြပါတယ်စောင့်နေတော့ဖိုးတရုပ်ကဘိုင်းအောင်နေဆိုပြီးတော့လဲကျသွားတာပဲဗျသူ့ဘိုက်ကိုလည်းလက်နဲ့ဖိထားပြီးအော်ဟစ်နေတာ
အဲ့ဒီတော့ကကျုပ်တို့အားလုံး10နှစ်သားလောက်ပဲရှိသေးရဆိုတော့ဘာလို့ရမှမသိသေးဘူးပေါ့ဒါနဲ့ဖိုးတရုတ်ကိုဝိုင်းထမ်းပြီးတော့သူ့အိမ်ကိုလိုက်ပို့ကြတာပေါ့သူ့အိမ်ရောက်တော့ပို့ဆိုးလာတယ်ဗျဖိုးတရုတ်မှငိုယိုပြီးတော့လူလိမ့်နေတာပဲဒါနဲ့ရွာဆေးဆရာကြီးကိုပင်ရတာပေါ့ဆေးဆရာကြီးကလာကြည့်တော့လေဘာမှတိတ်မထူးကြဘူးဆေးဆရာကြီးကတေချာစမ်းသပ်ကြည့်ပေမဲ့လေလည်းမဟုတ်တက်တဲ့ဘောလည်းမဟုတ်ပဲအဖြေရှာမရဘူးဖြစ်နေတာပေါ့ဒါနဲ့ဆေးဆရာကြီးကပယောဂလို့ယူဆပြီးတော့ပယောဂစစ်ကြည့်တာပေါ့ကျုပ်တို့ငငယ်ကဘိန်းတော်ဆေးဆရာကြီးတွေဆိုတာအထက်လမ်းနေပါတွေနဲ့အနေချင်းတက်ကြတယ်ဗျာတော်ရုံဖမ်းစားတာဆိုရင်သူကိုရင်ပြီးတယ်ဒါနဲ့ဖိုးတရုတ်ကိုပယောဂစစ်မယ်လဲဆိုရောဖိုးတရုတ်ကရုတ်တရက်လေးဘက်ကောက်ထောက်လိုက်ပြီးတော့ခွေးလိုဦးတယ်ဗျာကျုပ်တို့လည်းမျက်မြင်မလို့အံ့ဩနေမိတာပေါ့ဦးလာမဗျာတကယ်ခွေးတစ်ကောင်နဲ့တတော်ဟိုတူတာကျုပ်ပြင်အဲ့ဒီလိုဦးတက်မှာမဟုတ်ဘူးဒါနဲ့ဆေးဆရာကြီးကချိန်မလိုက်တော့မှအူရက်ပြီးတော့ခွေးထိုင်ကလေးငုတ်တုတ်ထိုင်နေတယ်နောက်တော့ဆေးဆရာကြီးကနေရပါလဲဘာလို့လှုပ်ထားလဲမေးတော့မှဒွေးချောင်းကအဆုံးမပါတဲ့နာမည်လဲပြောနိုင်သေးတယ်ကျုပ်တော့တိတ်မမှတ်မိတော့ဘူးမေးဆိုလားပါလားပဲသူကအမဲသားစားနေလို့ခလေးကိုပြူစားထားတာပါတဲ့အမဲသားလေးပိတ်သားကိုမကြက်တကြက်กินပြီးတော့စကောရဲထက်ဖက်ရွက်ခင်းပြီးထမင်းပေါ်ပုံပေးပါတယ်ပြီးတော့ဖျားငုတ်တို့ဂုံတော့ကိုနရိုင်းသွင်းချိန်လောက်လာချပေးပါတယ်မချပေးမချင်းခလေးကိုလှုပ်ထားမယ်လို့လည်းပြောရောဒါနဲ့ဆေးဆရာကြီးလည်းသူတက်တဲ့လောက်တော့ကုသပေးပါတယ်ဖိုးတီကိုအမေဆိုရင်လည်းသူ့သားလေးကိုကယ်ခိုင်းတာပေါ့လေဒါမဲ့ဆေးဆရာကြီးကအဆုံးကအဆင်မြင်လို့သူကုလို့မနိုင်ဘူးလို့ပြောတယ်ဆေးဆရာကြီးကရေမန်းနေပတ်အကျိန်လုံးနေနဲ့ရိုက်ပြီးမဲ့ဖိုးတရုတ်ကခွေးထိုင်ထိုင်ပြီးရေနေတာဗျာဘယ်နေမှကိုမနေဘူးဆေးဆရာကြီးမနိုင်တာလည်းဖြစ်နိုင်ပါတယ်နောက်တော့ဆေးဆရာကြီးလည်းလက်လျှော့လိုက်ရတယ်ဒါနဲ့စုံးတဲ့အပေးယူလုပ်လိုက်တယ်အမဲသားချပြီးရင်ကလေးကိုရေမပြုတ်နေတော့နောက်ထပ်လည်းထပ်မလုံနေတော့ဆိုတော့စုံးမကလည်းဂတိပေးတယ်အဲ့ဒါနဲ့အမဲသားရဖို့စီစဉ်ကြတာပေါ့ဒါမဲ့ခက်တာကအဲ့ဒီခေတ်တုန်းကအမဲသားတို့ဝက်သားတို့ဆိုတာအခုခေတ်လိုမလွယ်ဘူးဗျရွာတရွာမှာမဲပေါ်တော့မှအဲ့ဒီရွာကလူတွေကအမဲသားစားရတာအခုခေတ်လိုဈေးဆိုတာလည်းမရှိဘူးအလန်းလဲဝေးရအောင်ဒါနဲ့နောက်ဆုံးတော့ဖိုးတရုတ်မီကတကြီးကိုအပူကတ်တာပေါ့ဗျာရွာတွေကနွားတစ်ကောင်လောက်ရအောင်တကြီးစီစဉ်ပေးပါသူကလည်းငွေပေးပြီးဝယ်ပါမယ်ပေါ့စုံမကလည်းလူလေဗျာဖိုးတရုတ်တို့ကအတော်တန်ပတ်စံရှိရဲ့သူတွေပေါ့ဒါကြောင့်မလို့လေသူ့ကိုပြူစားလိုက်ရင်အမဲသားကျင်းတီစားရမယ်လို့တွက်ပုံရတယ်ဒါနဲ့ကျုပ်ဖေလေကတိပေးလိုက်တာပေါ့အဖေကတော့စုံမအကြိုက်မလိုက်စေခြင်းဘူးမြိုင်သားမျိုးကအတန်လန်းဆရာကြီးတွေကိုသွားပြင်ပြီးနှင်ထုတ်ချင်တာဒါပေမဲ့ဒီမှာဖိုးတရုတ်ကလူးလိမ့်နေပြီလေတစ်ချက်ငိုရင်းနဲ့တတိလစ်ချင်တယ်လို့ဖြစ်သွားသေးရအချိန်မရှိတော့ဘူးဆိုတော့နောက်ဆုံးတော့အမဲသားရှာကျွေးဖို့ပဲသဘောတူလိုက်တာပေါ့နောက်တော့ရွာထဲမှာနွားရှိမဲ့အိမ်တွေကိုစဉ်းစားရနွားတွေကများသောအားဖြင့်ခိုင်းနွားတွေများတယ်နောက်တော့ဥပဒါကိုတတိရသွားတာပေါ့သူကနွားတွေမွေးရလေဥပဒါကြီးကိုကျုပ်အဖေနဲ့လူကြီးတချို့လိုက်သွားတယ်ဗျရွာလူတွေကိုလည်းအဖေကအဲ့ဒီတဲ့င်းကိုလှုပ်ဝက်ထားခိုင်းနေကျုပ်လည်းမရောက်မလဲနဲ့လိုက်ခဲ့တာပေါ့ဥပဒါကြီးကိုရောက်တော့ဥပဒါကနွားစာတွေစင်းနေရအဖေကဥပဒါကိုကြိုးကြောင်ပြောပြပြီးတော့နွားတောင်းဝေတာပေါ့ဥပဒါခေါင်းခါပြတယ်သူ့နွားတွေကိုမရောဘူးတဲ့သူ့မှာအသားရှိတယ်ဆိုပြီးတော့မျက်တထုံးကင်ပြီးအိမ်တော်ဖေးကိုဝင်သွားတယ်ဥပဒါအိမ်ရှိပြန်ထွက်လာတော့နွားပေါင်ကြီးတစ်ပေါင်ကိုင်းလာတယ်ဗျငါးပိတ်သားလောက်တော့ရှိလောက်မယ်အသားလည်းရဲနေတာပဲဗျကျုပ်အဖေကဥပဒါနွားပေါ်ရဲဆိုရင်အသားရှိသေးလေကျုပ်ကိုလည်းတပိတ်သားလောက်ရောက်မှလို့ထက်တောင်းတာဥပဒါကပေးကက်ကက်နေမရှိတော့ဘူးတကြီးဒီဟာကုန်မေးတကြီးစားခြင်းနောက်နေစားရင်ကျုပ်တကောင်ပေါ်သေးမယ်ဆိုပြီးပြောလိုက်ပါရောအဖေလည်းဥပဒါကိုညင်းဆန်လိုက်ပြီးတော့ဥပဒါတို့အိမ်ကနေပြန်ထွက်လာခဲ့ကြတာပေါ့ဒါနဲ့ကျုပ်တို့လည်းအမဲသားပေါင်ကြီးကိုတောင်းကြီးရဲထည့်ပြီးပြန်ခဲ့တာပေါ့ဗျအဖေကတော့မလိုက်တော့ကျုပ်ကတော့ဖိုးတရုတ်တို့စီလိုက်ချင်တယ်လို့ပြောလိုက်တယ်အဖေရောက်ခွင့်ပြုပါတယ်ဖိုးတရုတ်နေကျုံတွေကအခင်းဆုံးတငယ်ချင်းတွေကိုစားပေါ်စားဘက်ကစားပေါ်ကစားဘက်တွေလေဒါပေမဲ့အဖေကတခုတော့ပြောတယ်ညနေဖျားငုတ်တို့ကိုလိုက်မသွားနဲ့တဲ့ဖိုးတရုတ်တိုင်ရောက်တော့အမဲပေါင်ကြီးကိုဖျက်ပြီးချင်းမိပေါ်မှာမတက်တကြက်ကင်းနေအပေါ်ရန်သားလေးတွေကိုမီးပြပေမဲ့တကယ်တမ်းကတော့အမဲသားအစိမ်းနေကြီးသာရှိသေးတာဗျာပြီးတော့နီးစကောကြီးတဲ့ကိုဖက်တေခင်ပြီးအပေါ်ကထမင်းနှလုံးချက်ထားတာကိုပုံထားလိုက်တယ်ထမင်းကိုဖြန့်လိုက်ပြီးတော့အမဲသားခင်အမြောင်းလိုက်ကြီးတွေကိုစကောထဲထင်ရတာပေါ့
အမဲသားတွေကများလုံးတော့ထမင်းကိုတော့ဖုံးသွားတယ်ပြီးတော့ပစိုးပိုင်းတစ်ခုနဲ့အုပ်ထားတာပေါ့ကျုပ်တို့ကတော့ဖိုးတရုတ်နာမှာသွားနေတယ်ဖိုးတရုတ်ကလူးလိမ်ပြီးအော်နေပြီမဲ့အမဲသားအနှံ့ရတော့ခွေးလေးတစ်ကောင်လိုပဲထိုင်ပြီးရှားကြီးတွက်ပြီးတရေတွေကြနေရဗျာကျုပ်တို့ဖြင့်ယွန်လိုက်တာတရေတွေသွားတုပ်ပြီးလဲမရဘူးစီးကြနေတာဘိုင်းအောင်တာလဲတက်တာသွားပုံပဲဒါပေမဲ့မကျင်တဲ့သူတွေကတော့ရှိတယ်အဲ့ဒါကတော့ဖိုးတရုတ်ရဲ့ဦးလေးတွေပေါ့ဖိုးတရုတ်ကအဖေမရှိတော့ဘူးသူငငယ်လေးကတည်းကသူ့အဖေတည်သွားခဲ့တာပေါ့ဒါပေမဲ့ဦးလေးတွေကတော့3ယောက်လောက်ရှိတယ်သူ့ဦးလေးတွေလည်းတန်တန်မာမာထွားထွားကြိုင်းကြိုင်းနေဗျမကြခင်နရိုင်းသွင်းကြီးရောက်လာခဲ့ရောဗျဖိုးတရုတ်မိကခေါ်စာဖန်းကိုရွက်ပြီးရွာပင်ကိုတိတ်တိတ်လေးထွက်ခဲ့တယ်ကျုပ်အဖေတကြီးကသာလှုပ်ဝက်ထားခိုင်းတာတယောက်စကားတယောက်နားနဲ့ဖိုးတရုတ်တည်င်းကရွာထဲပြက်နေပြီလေရွာသားတွေတချို့လည်းထွက်ကြည့်ကြတယ်ကျုပ်ကလည်းသိကျင်တာနဲ့အနောက်ကနေရွာသားတွေနဲ့လိုက်ကြည့်တာပေါ့ဖေးရပြကုန်းဆိုတာအရန်တရေချောက်တဲ့နေရာဟာဗျနေရာအရန်ကျန်းတယ်လို့ပြောတယ်ကျုပ်တို့ရွာ3ရွာလေးကဖျားတော့မဟုတ်ဘူးကျုပ်တို့ဇီးကုန်းရွာရဲ့အနောက်ဘက်ရွံ့မှာရှိတာပါရွာနဲ့2မိုင်လောက်ဝေးတယ်အဲ့ဒီနားမှာတော်တန်လေးလည်းရှိတယ်နောက်တော့ဖျားပြက်ကြီးပေါ့အုတ်ကျိုးအုတ်ပြက်တွေနဲ့ကောင်းကမူကြီးကညနေနေရောင်မှာနေရဲရဲကြီးဖြစ်နေတာပေါ့ဗျာကျုပ်တို့အရီကိုလည်းရောက်ရောကျုပ်အဖေနဲ့တွေ့ပါလိရောအဖေကဆိုကျုပ်စီကိုလာပြီးကျုပ်စဖို့ကိုဖြောင်းကနေလက်နဲ့အုပ်သွားတာဗျာကျုပ်စဝေပူတူပြီးကျယ်ရီလောက်နေမြင်ကုန်တယ်အဖေကကျုပ်ကိုပြန်ခိုင်းလိုက်တယ်ဟုတ်တော့လေဟုတ်တယ်ဗျာလူအုပ်ထဲမှာတခြားကလေးတွေတယောက်မှမပါဘူးကျုပ်သာဆက်စုလုံးအားကြည့်ပြီးလိုက်လာခဲ့တာဒါနဲ့ကျုပ်လည်းရွာဘက်လှည့်ပြန်ခဲ့တာပေါ့ဒါပေမဲ့တနေရာမှာထုံပုတ်ကြီးကလှုပ်နေတာနဲ့ကျုပ်လည်းသိကျင်လို့သွားကြည့်တော့ဖိုးတရုတ်တို့ဦးလေးတွေဖြစ်နေရဲ့ဗျာသူတို့ကလည်းဓာရီလန်တွေကြိုက်ထားကြတယ်ကျုပ်လည်းထုံငယ်တစ်ခုကနေဆက်ပြီးချောင်းကြည့်နေမိတယ်သူတို့ကတော့ခေါင်းစာလာစားတဲ့စုံမကိုတွေ့ရင်လန်နဲ့ထိုးမယ်ဓာတ်နဲ့ခုတ်မယ်ဆိုပြီးကျင်းဝါနေကြတာပေါ့ဒါမျိုးကြတော့ကျုပ်လည်းလက်လို့မခံချင်တော့ဘူးလေအဲ့ဒါနဲ့ကျုပ်လည်းဆက်ပြီးပုံနေလိုက်တယ်ခဏကြာတော့အဖေရောရွာကလူတွေပါအကုန်ပြန်သွားတယ်ဘိုးတရုတ်အမေကတော့ခေါ်စာစကောကိုဖျားငုတ်တို့ရဲ့အနောက်ဘက်တောဆက်မှာချပေးပြီးကတ်တုတ်တုတ်ပြန်ပြေးသွားတယ်ကျုပ်လည်းအဲ့ဒီတော့မှကြောက်စိတ်ဝင်လာတယ်ဒီနောက်မှာလူဆိုလို့ကျုပ်ရင်ဖိုးတရုတ်ဦးလေး3ယောက်ရဲ့ပဲကြံနေခဲ့တော့တာကိုတဖြည်းဖြည်းလေးမောင်လာခဲ့ပါပြီဒီအချိန်မှာခွေးဦးတန်ကြီးတစ်ခုကိုဆွဲဆွဲငင်ငင်ကြီးကြားလိုက်ရတယ်ဗျမကြားပါဘူးတောတန်းလေးတဲကနေခွေးကြီးတကောင်ပြေးထွက်လာတယ်အမွေးစုပ်ပါးနဲ့ခွေးကြီးကတော်တော်ကြီးတဲ့ကောင်ကြီးဗျလူကြီးခါလောက်အရက်ရှိမယ်အရွယ်က2ပေါင်းလောက်ကိုရှိတယ်ဓာနဲ့ခုတ်လှန်နဲ့ထိုးမဲ့ဖိုးတရုတ်ဦးလေးတွေလည်းကြုံမုတ်ထင်းကနေမထွက်ကြဘူးဖြစ်နေတယ်ခွေးကြီးရဲ့မျက်လုံးတွေကညနေနေရောင်မှနေရဲနေတာပဲဗျနောက်တော့ခေါ်စာပန်းကိုငုံပြီးတော့မဲသားတွေကိုအားရပါရစားတော့တာပဲဒါပေမဲ့မဲသားတွေကပဲမကြက်လို့လားမသိဘူးခွေးကြီးကမဲသားတွေကိုတော်တော်အားယူပြီးဝါနေရတယ်ခေါင်းကိုဘေးဆောင်ပြီးတော့အန်သွားရီနဲ့ပါဝါစားနေတယ်နောက်တော့မဲသားတွေကိုပါစက်ထဲကနေထွေးထုတ်လိုက်တယ်ဗျအဲဒီခါမှပဲရီတန်ကြီးတစ်ခုထွက်ပေါ်လာတယ်ကျုပ်တို့ကြည့်လိုက်တော့ဥမသာကြီးဗျာခေါင်းပြောင်ပြောင်ကြီးကိုတပတ်တစ်ခုနဲ့ခေါင်းပေါင်းထားပြီးပစိုးတူတူဝစ်ထားတယ်ခွေးနဲ့ကြီးကိုကြည့်ပြီးတော့လက်ညှိုးထိုးပြီးတဟားဟားနဲ့အော်ရင်နေတာပေါ့ဗျာခွေးကြီးကသူ့ကိုကြည့်ပြီးတကီးကြီးနဲ့မှန်ဖီနေတယ်ဘလို့လဲစားလို့ကောင်းရင်လားနမရဲ့အဲ့ဒါအမဲသားမဟုတ်ဘူးငါအိမ်ကနွားရီစားတယ်မြတ်ထုံးကြီးဟဲ့ခွေးကြီးကဥမသာကြီးကိုကြည့်ပြီးတော့ကြိုက်တော့မဲ့ဟန်ပြင်းနေတယ်ချော်ပုတ်ထဲကနေကြည့်နေတဲ့ကျုပ်ကဒူးတွေတဆက်ဆက်တုံးနေပြီဥမသာကတော့တစ်ချက်ကလေးတောင်ကြောက်ပုံမရဘူးဗျအောင်မယ်နေရမြငါ့ကိုကြိုက်မယ်လားနမရဲ့နင်ကငါကြွေးတဲ့မြက်စားထားမှာတော့ငါခိုင်းပတ်ဖြစ်သွားပြီပေါ့ဥမသာကြီးကနောက်တော့ခွေးနဲ့ကြီးကိုလက်ညှိုးနဲ့ထိုးလိုက်တယ်ဗျမဆက်ကနေလဲခုံစမ်းလို့အမိတ်ပေးလိုက်တာနဲ့ခွေးကြီးမှခြေလေးဘက်စလုံးမြေပေါ်ကကြွပြီးခုံစားလုံနေရတာပဲဥမသာကြီးကခွေးကြီးကိုကြည့်ပြီးခွတ်ထိုးခွတ်နဲ့ရင်းနေရပေါ့ခွေးကြီးရဲ့အကြည့်တွေကတော့တော်တော်မကျေနပ်တဲ့အကြည့်နဲ့ကြည်နေတာဒါပေမဲ့သူကိုယ်တိုင်ကတော့ဥပသာခိုင်းတယ်လို့ခုံနေရတာဗျနေကငါခွေးလို့ထင်နေတာနေကမြတ်စားတဲ့ယုံကိုဥမသာကနောက်တော့လိန်စမ်းလို့ပြောလိုက်တာခွေးကြီးကမေးမဝေပြီးဘယ်လှိမ့်လိုက်ညာလှိမ့်လိုက်နဲ့လှိမ့်နေတော့တာပဲဗျဥမသာကြီးကလည်းခွေးကြီးကိုထိုင်ခိုင်းလိုက်ထားခိုင်းလိုက်နဲ့အစုံခိုင်းတော့တာပဲခွေးကြီးမှလည်းသူခိုင်းတဲ့အတိုင်းလှုပ်ရတာနောက်ဆုံးတော့ခွေးကြီးကနေလူတန်ထွက်လာတယ်ဗျ
လူတန်တော်မှမိမတယောက်ရဲ့အတန်းကြောက်ပါပြီရှင်ကျမကိုလှုပ်ပေးပါတော့ကျမတောင်းပန်ပါတယ်ဟဲ့မီနင်ဒွေးဆောင်ကမီမလားနင်ပညာလောက်နေများငါရွာကိုလာဆန်းရတယ်လို့မိအေးရဲ့ဒီရွာမှာငါရှိနေရဆိုတာနင်မသိဘူးလားခွေးကြီးကဘာမှမပြောဘဲခွေးမိုင်ကြီးမှိုင်နေတယ်ဗျာဥပဒါကြီးကခွေးနာကိုနိုင်လျှောက်သွားလိုက်ပြီးတော့ခွေးကြီးကိုလက်ညှိုးထိုးလိုက်ပြီးတော့ကဲနေလဲသွားတော့နောက်ဆိုနေရွာမှာနေကြိုက်တယ်လို့လို့ငါရွာကိုတော့လာမကြောနဲ့မိအေးနေမထင်နဲ့ရင်နေတို့တစ်မျိုးလုံးခေါ်လာခဲ့သွားစမ်းအဲ့လိုပြောပြီးတော့ခွေးကြီးရဲ့နာလူကိုဖြတ်ကန်ထလိုက်တာခွေးကြီးမှာနာလုံးကိုတကိန်ကိန်နဲ့អော်ပြီးအမီးကုတ်ပြီးကြောတန်းလေးကိုဝင်ပြေးသွားတယ်ဗျာမနာခန္ဓာရိုးလားဥပဒါကြီးစီးတဲ့ဖနက်ကတရက်သားမမောကိုခုတ်ပြီးလှုပ်ထားတယ်ခုံမနဲ့ကြီးဗျာနာလူကိုထိသွားတာဆိုတော့တော်တော်နာသွားမေးပုံပဲနောက်တော့ဥပဒါကြီးကရွာဘက်ကိုထွက်သွားတယ်ကျုပ်လည်းရွာကိုအပြေးပြန်မှုလှုပ်ရတာပေါ့ကျုပ်ကတရေတော့လုံးဝမကြောက်တတ်ပေမဲ့နည်းနည်းတော့လန့်နေဗျာပတ်ဝန်းကျင်ကလည်းတော်တော်မှောင်နေပြီဒါပေမဲ့ဖိုးတရုပ်ဦးလေး၃ယောက်ကိုတတိယသွားလို့သူတို့တွေပုံနေတဲ့ခြုံမိုးစီကိုသွားလိုက်တယ်အဲ့ဒီကိုရောက်တော့ဘာတွေ့နေထင်တယ်လဲဗျာစုံမလာရင်ဓာတ်နဲ့ခုံမိန်လှန်နဲ့ထိုးမယ်ဆိုရင်အားကောင်းမောင်းတဲ့ယောက်ျားကြီး၃ယောက်ကတတိလင့်နေတယ်ဗျာမျက်ဖြူတွေကိုလှမ်းလို့ဒါကြောင့်သူတို့ခွေးကြီးကိုဓာတ်နဲ့မခုံနိုင်တာနေမှာပေါ့ဗျာကျုပ်လည်းရွာကိုအမြန်ပြေးရတော့တယ်ရွာရောက်တော့မှဖိုးတရုပ်အိမ်ကိုသွားပြီးအကျိုးကြောင့်ပြောပြတော့မှဖိုးတရုပ်အိမ်ကလူတွေသွားခွန်ရတယ်ဗျာတတိယအောင်တော့မနဲ့နှာနဲ့ယူရတယ်တဲ့ဗျာအဲ့ဒီအချိန်မှာပဲဖိုးတရုပ်အိမ်ကိုအဖေရောက်လာတယ်ဗျာအဖေလက်ထဲမှာကင်ထားတာကလည်းကျိန်လုံးကြီးကျိန်လုံးနာမည်ကလည်းတဝဲကျိန်နဲ့ဗျာကျုပ်လည်းခွေးနဲ့ကြီးထွက်ပြီးတော့ကိုဝမ်းသာအားရကြည်ခဲ့ပြီလို့ဝစ်လေတာလားတော့မသိပါဘူးဒီတခါတော့ကျုပ်ပြေးအလဲပေါ့ဖိုးတရုပ်တို့အိမ်နောက်ဘက်စီးရိုးမှာရှိတဲ့ခွေးတို့ဘောက်ကောင်ကြီးထွက်ပြေးတာပေါ့အဖေကတော့ကျုပ်ကိုလမ်းပြီးအော်ဆင်းရင်ကျိန်လုံးကြီးဝင့်ကနဲ့ပြေးလိုက်လာတာပေါ့ဗျာကျုပ်လည်းဖွားနဲ့တင်ပေါင်းတသားလေးကြောင်ပြေးပြီးနောက်ဆုံးရွာဦးဖုန်ကြီးကျောင်းစီကိုပြေးရတော့တာရွာဦးဖုန်ကြီးကအဖေပါကြီးလေကျုပ်တို့အဘိုးတော်တာပေါ့သူကကျုပ်ကိုသိချေရှာတာနောက်ဆုံးဖုန်ကြီးကျောင်းရောက်တော့မှကျုပ်လည်းအဘိုးပြည့်သူရင်ဝင်နဲ့အပြီးငိုချလိုက်ရတာပေါ့ဗျာပရိသတ်များခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူအကားစောရေးသားထားတဲ့စောင်းတီကြီးဥပဒါနဲ့ခွေးနဲ့ဆုံဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်ချင်းစီကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျ။ပရိသတ်တွေကဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးတွေကိုနားဆင်ကြနေဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့ဘေးနားမှာရှိတဲ့ notification လေးကိုလည်းနှိပ်ထားပေးခဲ့ကြပါအောင်ဗျ။ဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်ပဲဖြစ်ပါတယ်။